ဒီတော့ပရိစ္ဆေသမုပ္ပါဒ်ကိုလေ့လာတယ်ဆိုတော့ပရိစ္ဆေသမုပ္ပါဒ်ရဲ့အဓိပ္ပာယ်ကအကြောင်းအကျိုးဆိုတာနဲ့မပြည့်စုံပရိစ္ဆေသမုပ္ပါဒ်ဒေသနာရဲ့အစဉ်လေးကိုကြည့်မယ်ဆိုရင်အတိတ်ပြစ္ဆုတ်ပံအနာဂတ်ဒီသုံးခုကိုအဓိကထားပြီးတော့ပေါ်ပြထားတာတွေ့ရလိမ့်မယ်အတိတ်ကပြုလုပ်ခဲ့တဲ့အကြောင်းတရားကိုအခြေခံလို့ပြစ္ဆုတ်ပံမှာအကျိုးတရားဖြစ်လာပြစ္ဆုတ်ပံမှာအကြောင်းပြန်ခံလို့အနာဂတ်မှာအကျိုးတရားတွေထပ်ဖြစ်တယ်အဲ့ဒီအနာဂတ်ရောက်သွားတဲ့အခါကျတော့သူကပြစ္ဆုတ်ပံဖြစ်သွားမှာပေါ့လေဒီတော့အဲ့လိုပြစ္ဆုတ်ပံအနာဂတ်အတိတ်အနာဂတ်ပြစ္ဆုတ်ပံဆိုပြီးတော့လေပတ်နေတဲ့သဘောကြီးပေါ့လေပရိစ္ဆေသမုပ္ပါဒ်မယမနာလေပတ်နေတာမယမနာလေပတ်နေတာကိုရက်သွားအောင်ဘယ်လိုလုပ်ရမလဲ။ဘာကြောင့်ရက်ချင်တာလဲလို့မေးရင်မယမနာလေပတ်တာကဒုက္ခတွေများလုံးအားကြီးလို့ဒုက္ခကလွတ်ချင်လို့ဒုက္ခကလွတ်မြောက်ခြင်းဆိုတာဟာပရိစ္ဆေသမုပ္ပါဒ်ရက်တန့်သွားခြင်းပဲ။ဒါဟာនិရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့သဘောပေါ့နော်။ဒါကြောင့်ယောဂီတို့ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်မယ်ဆိုရင်ပြုလုပ်တာကတော့သမုဒယသစ္စာပါဖြစ်ပေါ်လာတာကဒုက္ခသစ္စာပါဒုက္ခဖြစ်နေရင်းနဲ့ထပ်ပြီးတော့ဆွဲတာကသမုဒယသစ္စာပါဆွဲတဲ့အတိုင်းထပ်ဖြစ်တာကတော့ဒုက္ခသစ္စာဆိုပြီးတော့သစ္စာရဲ့သဘောတရားကိုအဲ့ဒီမှာတွေ့ရမယ်ဒီတော့အဲ့ဒါအလုံးခြုံငုံကြည့်ရင်သစ္စာကဘယ်နှပါးပဲရှိနှစ်ပါးပဲရှိတယ်နော်သမုဒယသစ္စာနဲ့ဒုက္ခသစ္စာဒီနှစ်ခုခြားတဲ့ဘက်လည်နေတာပရိစ္ဆေသမုပ္ပါဒ်ဆိုတာအဲ့ဒါပဲအဲ့ဒီသစ္စာနှစ်ပါးခြားတဲ့ဘက်လည်နေတာပဲဒါကြောင့်တန်တရားတွေရှည်ကြတယ်ပေါ့နော်မြတ်စွာဘုရားဖွင့်ထုံးတော်မူလာတဲ့အခါကျတော့မှမဂ္ဂင်၈ပါးအကျင့်တရားကိုသိခွင့်ရကြတယ်ဘာဝေတ္တပပွားများအထုတ်ခွင့်တွေရကြတယ်မဂ္ဂသစ္စာဆိုတာအဲ့ဒီချိန်မှာပေါ်လာပြီမဂ္ဂင်၈ပါးအကျင့်တရားကိုပွားများအထုတ်လို့သမုဒယတွေကိုပယ်တတ်နိုင်တဲ့အခါကျတော့သမုဒယတွေမရှိရင်သမုဒယကြောင့်ဖြစ်သောဒုက္ခတွေလည်းငြိမ်းသွားပြီချုပ်သွားပြီဒုက္ခချုပ်ငြိမ်းတာကနိဗ္ဗာန်ပဲនិရောဓသစ္စာဆိုတဲ့ပရိဝေဒအသိအပွင့်တွေအဲ့ဒီမှာရရှိလာပြီပရိယတ္တိပฏิပတ်တိပရိဝေဒဆိုတာသာသနာတော်300ပေါ့နော်ပရိယတ္တိအနေနဲ့ယခုယောဂီများတရားတွေနာကြားကြတယ်ပฏิပတ်တိအနေနဲ့လက်တွေ့လိုက်နာကျင့်သုံးကြတယ်ရရှိလာမဲ့အသိအပွင့်ကတော့ပရိဝေဒဖြစ်တယ်ပေါ့လေ